Facebook ရဲ့လောက်ဆောင်ချက် feature အသစ်တွေကိုအရင်အဆုံးအသုံးပြုခွင့်ရအောင်စတင်ဖွင့်တဲ့နည်းကိုပြောပြပေးမှာဖြစ်ပါတယ်။ပထမအဆုံးအနေနဲ့ကျွန်တော်တို့ Facebook app ထဲဝင်သွားလိုက်ပါမယ်။ Okay ကျွန်တော် Facebook ပေါ်ရောက်ပြီဆိုလို့ရှိရင်တော့ menu လေးထဲဝင်လိုက်ပါ။ Setting and privacy ထဲဝင်လိုက်ပါ။ဒီတော့ကျွန်တော် setting ထဲထပ်ပြီးတော့နေလိုက်ပါ။အောက်ထပ်နေထပ်ပြီးတော့ဆင်းသွားလိုက်ပါမယ်။ Okay ဒီအောက်မှာ access to feature ဆိုတဲ့ဟာလေးကိုကျွန်တော်နှိပ်ပြီးတော့ဝင်သွားလိုက်ပါ။ data program ဆိုတဲ့ဟာလေးကို on လုပ်ပြီးတော့ဖွင့်ထားလိုက်ပါ။ဒီနေရာမှာအခုလို on လုပ်ပြီးတော့ဖွင့်ထားလိုက်မယ်ဆိုလို့ရှိရင်တော့ Facebook ရဲ့ UI design tool အသစ်တွေကို Play Store ပေါ်မှာမတင်ခင်မှာပဲကျွန်တော်တို့ကအရင်ဆုံးစတင်အသုံးပြုခွင့်ရမှာပဲဖြစ်ပါတယ်ပေါ့နော်။ဒါလေးကိုဖွင့်ပြီးတော့အသုံးပြုမယ်ဆိုလို့ရှိရင်တော့ဆိုးကျိုးအနေနဲ့ကတော့ကျွန်တော်တို့စတင်အသုံးပြုစိတ်ကလာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ Facebook app ဟာအချိန်ကြီး error တက်လာနိုင်တယ်ပေါ့နော်။ကျွန်တော်အနေနဲ့မကြိုက်ဘူးဆိုလို့ရှိရင်တော့အချိန်ကြီးလာပြီးတော့ဒီမှာနှိပ်ပြီးလာပိတ်နိုင်တယ်ပေါ့နော်။ Okay အဲ့မှာနှိပ်မယ်ပြီးလို့ရှိရင်တော့ဒီအောက်မှာလေးကဒီနေရာမှာကျွန်တော်တို့ပြန်ပြီးတော့နှိပ်ပြီးပိတ်နိုင်တယ်ပေါ့နော်။